အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့တရက်သုံးမှုလေးဆက်စားပြပါတယ်စားဘူးကြလားမသိဘူးတရက်သုံးမှုကများသောအားဖြင့်မိုးရင်းမှာရတာများပါတယ်တရက်ပင်ဒါမှမဟုတ်လို့ရှိရင်တစ်သုံးနေမှာပေါက်လေးရှိပါတယ်သူကအမီးလေးကတော့နည်းနည်းလေးမမလေးနဲ့ရေမမြလေးနဲ့ကြကြလေးတော့ရှက်ရပါတယ်ဒါမဲ့အရန်စားကောင်းပါတယ်အချက်ပြီးပြီဆိုရင်တော့ပင်စိမ်းလေးအုပ်လိုက်ပါဒါမှမဟုတ်ရင်ကစံရွက်နဲ့လည်းရောလို့ရပါတယ်ကျမကတော့ဒီနေ့ပင်စိမ်းလေးအုပ်ပြီးတော့ရှက်ထားပါတယ်ငရုတ်သီးစိမ်းကြရင်ငရုတ်သီးစိမ်းအတောင်လေးတွေလည်းထည့်လို့ရပါတယ်ဒါကတော့တရက်သုံးမှုပင်စိမ်းအဆက်ရှက်လေးပါအရန်နဲ့စားကောင်းလို့တစ်ခါထပ်ပြီးတော့လာမျှဝေပေးတာပါတရက်သုံးမှုတွေတွေးလို့ရှိရင်လှုပ်မပြစ်ပဲနဲ့ရှက်စားကြည့်ကြပါနော်တကယ်လို့ဈေးထဲမှာဆိုရင်လည်းမိုးရင်းနေဆိုရင်များသောအားဖြင့်ဝယ်လို့ရပါတယ်ဝယ်ပြီးတော့ရှက်စားကြည့်ကြပါနော်အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါကတော့တရက်သုံးမှုပင်စိမ်းအဆက်ရှက်လေးပါ